ကျမ်းမာတဲ့အချိန်ဆိုတာရှိကြရဲ့လား။မိုးကုတ်ဆရာတော်ဘုရားကြီးကကျမ်းမာပါရဲ့လားလို့မေးရင်ဖာဖာထေးထေးပါပဲဖျားတဲ့။ဘာနဲ့ဖာထေးနေရသလဲလို့မေးရင်မကျမ်းမမာဖြစ်လာတဲ့အခါမှာဆေးလေးဝါးလေးနဲ့ဖာထေးနေရတယ်။စာလောင်နဲ့ယောဂဖြစ်လာတော့လေအစားတောက်နဲ့ဖာထေးနေရတယ်။ဝိချင်စားခြင်းနဲ့ယောဂဖြစ်လာတော့လေအဝေအစားနဲ့လေဖာထေးနေရတယ်။အိုက်လာရင်ရက်ခက်ပြီးဖာထေးနေရတယ်။အဲ့ဒါဟာအိုက်တဲ့ယောဂကိုကုနေရတာပဲ။အေးတဲ့ယောဂလေးဖြစ်လာရင်ဆောင်းလေးချုံအနှွေးတယ်လေးဝစ်ပြီးဖာထေးပေးနေရတယ်။ဒီတော့ဟာရီခန္ဓာကြီးကိုစေးမကုရတဲ့နေ့ဆိုတာရှိပါမလား။ကျဲပါပါလေဆိုတဲ့အချိန်ရှိနိုင်ပါမလား။ယွန်းရှာစရာအညစ်အကြေးတွေယွန်းရှာပရာနတ်သက်တွေဖြစ်လာရင်တုတ်တယ်ရှင်းနေပြီးဖာထေးနေရတယ်။အဲ့ဒါလေစေကုပေးနေရတာပဲမဟုတ်လား။စေးမကုရတဲ့အချိန်ဆိုတာရှိကြရဲ့လား။အမြဲတမ်းယောဂတုံးကြီးဖြစ်နေတာပဲ။အဲ့တော့လူဘဝပြန်ရလာတာဒီအခြားရတာလားယောဂတုံးကြီးရလားနတ်ဘဝရတာလေယောဂတုံးကြီးရတာပဲမြမဘဝရတာလေယောဂတုံးကြီးရတာပဲမြတ်စွာဘုရားကနကုလပီတာနကုလမာတာတို့ကိုတွေ့တော်မူတဲ့အခါကျတော့တက္ကကြီးရဲ့တဏ္ဍာမှာခန္ဓာ၅ပါးဆိုတာရှိတယ်အဲ့ဒီခန္ဓာ၅ပါးဟာယောဂတုံးယောဂခဲကြီးပါပဲလို့မပြောခဲ့ဘူးလားရုပ်တရားကလည်းယောဂတုံးကြီးပဲဝေဒနာကလည်းယောဂတုံးကြီးပဲတညာတေခါရဝိညာဉ်ဘယ်ခန္ဓာကြည့်ကြည့်ယောဂတုံးကြီးပါပဲတဲ့ရုပ်တရားကဖြစ်ပြီးရင်မဖြစ်ဘူးလားပြတ်တယ်ဆိုမှတော့ယောဂကင်းမှာမလားခန္ဓာအလုံးဖြစ်ပြီးရင်ဖြစ်တယ်ဆိုမှတော့ကျမ်းမာတွေလို့ပြောလို့ရပါမလားယောဂတုံးယောဂခဲကြီးတွေပဲမဟုတ်ဘူးလားအဲ့ဒါကြောင့်လူဖို့အပြင်ရရင်လေကျမ်းမာတဲ့ပုဂ္ဂိုလ်ဆိုတာရှိပါမလားခဏတော့စီဝါလေးနဲ့ကုလို့ရတာပေါ့တကယ်ကျမ်းမာရလားမေးရင်မကျမ်းမာပါဘူးစီဝါလေးတွေနဲ့ဖာထေးနေရတာပါပဲစာရက်တဲ့ယောဂဖြစ်နေလို့လေအစားတောင်းနဲ့ဖာထေးနေရတယ်ဝေကောင်းစားလာဝစ်ချင်လာတော့လေအဝယ်စားနဲ့ဖာထေးနေပေးရတယ်ပဲအဲ့တော့ဘုန်းကြီးတို့ပြိဿတွေဒါနကုသိုလ်သီလကုသိုလ်ပြုလုပ်တဲ့အခါတွေမှာအမျက်ထွက်ခြင်းပါတယ်ဆိုရင်တော့ချမ်းသာခြင်းအစလားတူလားယောဂတော့ယောဂခဲကြီးဆိုတာပိုင်ပိုင်နဲ့နားလည်ပြီးသားမှဒါနကုသိုလ်သီလကုသိုလ်ပြုဖို့တည်းမလိုအပ်ဘူးလားအဲ့တော့မိမိခန္ဓာကိုယ်ကိုပြန်ကြည့်ရင်ဖြစ်ပြီးပြတ်တဲ့သဘောရှိလို့မမြဲဘူးဆိုတော့ဒုက္ခသစ္စာလူခန္ဓာကြည့်တော့တဲ့ဒုက္ခသစ္စာနတ်ခန္ဓာကြည့်တော့တဲ့ဒုက္ခသစ္စာဒူပေါင်ခါချီလက်အနှံပြလိုက်ကြည့်ပါမဖောက်ပြန်တဲ့ခန္ဓာရည်တို့တွေ့ပါမလားမပြည့်စည်တဲ့ခန္ဓာရည်တို့တွေ့နိုင်ပါမလားအဲကြောင့်ခန္ဓာအလုံးဟာနေဆာလားအနေဆာလားအနေဆာဒုက္ခသစ္စာပါပဲသမုဒ္ဒရာရေကိုရှာလေးနဲ့တို့ကြည့်တော့ငံနဲ့ရတာလေးမတွေ့ရဘူးလားအဲဒီတော့သမုဒ္ဒရာတွေကရေအားလုံးဟာငံနဲ့ရတာပဲရှိပါလားလို့သဘောပေါက်တယ်ဘူးလားရေအားလုံးလိုက်တော့ကြည့်ဖို့လိုသေးလားမြတ်စွာဘုရားကမင်းတို့ရဲ့တလံမျှလောက်ခန္ဓာကိုငံလေးနဲ့လိုက်ပြီးထောက်ကြည့်လိုက်ရင်ဘာသစ္စာကိုတွေ့မှာလဲဒုက္ခသစ္စာပဲတွေ့ရမှာပါပဲတဲ့အဲဒီတော့အတ္တနိယဆိုတဲ့မိမိခန္ဓာဘွားတွေကိုလိုက်ကြည့်ရင်လည်းဒုက္ခသစ္စာပဲတွေ့ပါပဲတလောကလုံးကခန္ဓာတွေဟာဒုက္ခသစ္စာနတ္တိပြမာတွေတဲ့ဒုက္ခသစ္စာအားလုံးဟာဒုက္ခသစ္စာယောဂတုံးခဲပါပဲလို့သဘောပေါက်လိုက်ခြင်းဟာမိမိတဏ္ဍာမှာတမာဒိဋ္ဌိဆိုတဲ့အမြင်မှန်အသိမှန်ပညာမှန်ပေါ်လာခြင်းပါပဲလို့မှတ်သားလိုက်ကြပါမွေးရသားသူအားခရစ်တစ်ပြပါလေဗျာ